ဘယ် platform မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုဝါသနာပါတာကိုလောက်တာကောင်းပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းဒါအခုဒါဒီ knowledge sharing နေဆိုလို့ရှိရင်ဒါကျွန်တော်ဝါသနာပါတယ်သူများကိုဘုဟုတုတပေးစွမ်းရတာကိုကျွန်တော်ဝါသနာပါတယ်သူများတွေအဲ့ကိုပေးတဲ့ဘုဟုတုတကိုရသွားတာကျင့်တဲ့စိတ်မှာပျော်တယ်ပျော်ရွှင်တယ်ပျော်ရွှင်ရတယ်အဲ့ကျင့်ရတဲ့ PT ကိုယူတယ်အဲ့တော့ကျွန်တော်ဒီ page ပိုင်းညာဆိုရင်ကျွန်တော် monetize တောင်မှလုံးဝမလို့မေဝင်ကြည့်လိုက်လေ page transfer စီထဲမှာကျွန်တော်မြန်မာ admin တွေထည့်ရတာတမင်တက်တော့ထည့်လာတာမလုပ်ဘူးဘာလို့ဆိုတော့ monetize လုပ်လို့ရှိလို့ရှိရင်ကိုတကယ်ပေးရမယ်ချပေးရမယ် contact တွေကပျောက်သွားတတ်တယ်အဲ့ monetize ပတ်စံနောက်ကိုလိုက်တခါကျလူတွေကဖြစ်တတ်တယ်လေသိရမလားအဲ့ဒါမျိုးကျွန်တော်ဆိုလို့ရှိရင်မလုပ်ဘူးအဲ့ monetize တခြားဟာတွေမှာတော့လုပ်တာပေါ့ဗျာမလုပ်ဘဲနဲ့တော့ကျွန်တော်ဒါတွေပဲသိမလဲဟုတ်တယ်မလားမလုပ်ဘဲနဲ့တချို့ကြောက်လဲဘာသူကြတော့မလုပ်ဘဲနဲ့တော့ပဲသိမလဲဟာနော်ဟုတ်တယ်မလားအဲ့တော့တခြားတွေမှာတော့လုပ်တာပေါ့နောက်ပြီးတော့ collaboration ပူးပေါင်းထားတဲ့တငယ်ချင်းတွေပါညာရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ဒီ knowledge sharing ကြတော့တက်နဲ့တန့်ပဲထားတာ monetize အတွက်မလုပ်ဘူးအဓိကပြောလို့ရင်းကတော့ကိုဝါသနာပါတာကိုလောက်တာအကောင်းဆုံးပဲ